đuôi say nhẹ che đất phong năn năn quê khát na sa chê nuôi lê bắp bu mô lê bắp su sang lên ý đồ truy na nó chỉ để chỉ biết là cái lý chia toa đi chiều lại không để thế chiều lại không mẹ mà thế yêu rồi đã sắp cô cảm ơn không ai yêu nghe điều cả đội yêu miền ta nghe đi đi tết thà yêu nghe đi cái bên lạ quê ta lý có là niềm mà đã đánh ta rồi về đêm sâu nhưng không ai ốp nhau vui mà so đi mà chẳng nào chỉ đâu để tôi biết gì mà ai đâu qua điều gì mà để đến đâu ya đâu ta ghi nơi nắng tuổi để tất cả những ta lìa ai này mà lá no ai này mà lá no nhà ra hilia rồi phong bì này bám la no thế dâu nhà dâu e ốp nhau vui mà so đi mà chẳng nào chỉ đâu để được biết gì mà ai đâu qua điều gì mà để đến đâu ya đâu ta ghi nơi nắng tuổi để tất cả những ta lìa anh này mà lá no anh này mà lá noကျေးဇူးကြီးမှမိဘနှစ်ပါးများရဲ့နှစ်ဖက်သုံးမိဘများရဲ့ကျေးဇူးကိုအာယုံပြုဘုရားတရားတန်ခါယရဏမြတ်သုံးပါးဆရာသမားများရဲ့ခုနှစ်ကိုအာယုံပြုပြီးတော့ဒီနေ့ဆွတ်တိုင်ကလူတိုင်ကကိုမင်းကဆွတ်တိုင်ကမလူတိုင်ကမငင်းငင်းအေးတမိလာယရဏများဖြစ်ကြတဲ့အမတ်ဂျူလိုက်မှုမဖြိုးတီရီငိတာလာယရဏမောင်စီယာမင်းသက်မင်းကကုန်စီပို့ဆောင်ရေးလုပ်ငန်းမိသားစုတို့ပါတမီကြီးမတ်ဂျူလိုက်မိုးရဲ့ဒီနေ့17နှစ်ပြည့်မွေးနေ့ကုသိုလ်နော်နှစ်တိုင်းကတ်တာဆိုနေတော့ဘူးနော်နှစ်တိုင်းမွေးနေ့ကုသိုလ်ကတ်တာကိုမဖူးလုံးဘုံတော့မဖူးလုံးမှာခေါ်နေကြတယ်လားမဖူးလုံးမှာနော်ဟိုးဝါကလည်းပဲမဖူးလုံးကနေလမ်းညွှန်လိုက်တာဟိုးသူလည်းတော့ဥမနတာဦးဥမနတာဦးကလည်းပဲတနေ့ကို2ကြိမ်3ကြိမ်လောက်အဲ့မှာသူကပေါ်ဆံမွေးဆိုင်လာနာပြီးလုပ်တယ်နော်တနေ့ကိုဒီကို3ကြိမ်လောက်တော့လုပ်တယ်ပေါ်ဆံမွေးဆိုင်နေဒါ10ပိုင်းတနေ့ကိုအပိုင်း30လောက်လာလုပ်တယ်သူကသူမွေးနေလို့သူသမီးမွေးနေလို့သူမျိုးသမီးမွေးနေလို့အဲ့လိုလာလုပ်တယ်အဲ့ဒါမောင်ဘိုးလုံးကနေလမ်းညွှန်တာပါဗျာတဲ့မောင်ဘိုးလုံးကအဲ့ဒါတပည့်တော်လည်းပဲအခုအလုံးနမကိုကြည်ညိုပါတယ်ဗျာဒီဇာတတကျိုးလာတယ်သူကနော်လာတယ်မောင်ဘိုးလုံးကလမ်းညွှန်လို့ဗျာတဲ့ဒီပြီးတော့ဂရုံးလို့ခေါ်တာဟုတ်လားအဲ့လိုပြောနော်ဟုတ်တယ်မောင်ဘိုးလုံးကကုသိုလ်တွေပွားတာမိမိနေခဲ့တဲ့ပညာသင်ခဲ့တဲ့ဟောဒီမိခင်ကျောင်းတက်ကြီးကိုဘယ်နေရာရောက်ပြစ်ထားဖို့တတိရတယ်ငယ်ဘွားလေးကိုလည်းပြန်ပြီးတော့အောင်းမိတယ်ဒါတမကသိဘူးတ
တငယ်ချင်းခုထိတ်တန်းတာမဏိကျော်ရန်ကုန်မှာရှိတဲ့စာတင်တိုင်းကိုလည်းပဲလိုအပ်တာတွေအမြင်မပြတ်ထောက်ပံ့လှူဒန်းနေတယ်လို့လည်းကြားတယ်ဝမ်းသာပါတယ်ဘုန်းကြီးတို့မသိသေးတဲ့ကုသိုလ်တွေလည်းပဲအများကြီးရှိပါပါတယ်မောင်ဘုလိုဒါကြောင့်မလို့ကိုကျောင်းတိုက်ကနေပြီးတော့အခုလိုလူပေါင်းလူပေါ်ဘဝမှာမိဘကျေးဇူးလည်းဆက်သာသနာအတွက်လည်းပဲအားကိုးအားထားပြုရတဲ့ဒါယကအလူရှင်ကုသိုလ်ရှင်ဖြစ်ရပ်တည်နိုင်တာဟာဝမ်းသာစရာဂုဏ်ယူစရာအကြစရာအတုယူစရာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သာသနာအတွက်ကိုယ်တိုင်လည်းပဲတကယ်လိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတာကိုယ်တိုင်နေခဲ့တဲ့အတွက်ကြောင့်သိတဲ့အတိုင်းလည်းပဲငါတနေ့လူနိုင်တဲ့အနေအထားပြန်လဲပြီးတော့ကျေးဇူးဆက်နိုင်တဲ့အနေအထားရောက်ရင်ငါကျေးဇူးဆက်မယ်ပြန်လဲပြီးတော့လူမယ်ကုသိုလ်ပြုမယ်ဆိုတဲ့စိတ်ထားဟာအလုံးတမကိုကျေးဇူးတည်တဲ့စိတ်ထားသာသနာအတွက်သာသနာစိတ်ရှိတဲ့စိတ်ထားမြင့်မြတ်တဲ့စိတ်ထားလို့ဒီလိုပြောအောင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဘုန်းကြီးတို့ဝမ်းသာတယ်ဂုဏ်ယူတယ်အလုံးတမကိုစိတ်ချမ်းသာတယ်ကျေးဇူးဝမ်းသာပြီးဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အစင်ပြေနေတယ်လို့ကြားတာဘုရားစိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်မြတ်သောအဖြစ်ကလမ်းစာတွေပျောက်သွားကြတာတွေများတယ်ဗောလမ်းစာတွေခုတော့မပျောက်ဘူးတုတ်တက်နေတာကြီးပွားနေတာအောင်မြင်နေတာလမ်းမှန်ပေါ်မှာရှောက်လန်းနေတာမြင်ရတာတွေ့ရတာသိရတာဖြစ်တဲ့အတွက်ကြောင့်လည်းပဲစိတ်ချမ်းသာတယ်ဝမ်းသာတယ်ဂုဏ်ယူတယ်ပီတိဖြစ်တယ်ကဲဒါကြောင့်မလို့ဒီနေ့မွေးနေ့ရှင်သမီးကြီးမတ်ဇူလိုင်မို့အတွက်ဘုံကအဓိကထားပြီးတော့ဟောပြမယ်မွေးနေ့ရှင်မတ်ဇူလိုင်မို့သမီးကြီးမတ်ဇူလိုင်မို့သမီးကမွေးနေ့ကြလဲလာမယ်ဗောသားမွေးနေ့ကြရောကုသိုလ်တွေပြုတ်နေကြပါပဲသာသမီ3ယောက်ဆိုတော့3အောင်လူရဲ့မွေးနေ့တွေထို့တူပဲကိုတိုင်ကိုဇနီးမောင်နှံတို့ရဲ့မွေးနေ့ထို့ပြင်မိဘနှစ်ပါးရဲ့မွေးနေ့ကုသိုလ်ကောင်းမှုတွေပြုတ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မွေးနေ့ရှင်သမီးကြီးမတ်ဇူလိုင်မို့အတွက်ခုနကတော့စာချခတိကဆရာတော်များကအန္တရာယ်တွေကင်းအနောက်ရှက်တွေကင်းဘေးရန်တွေကင်းစေဖို့ရန်အတွက်မေတ္တာပို့ပရိတရားတော်များကိုချီးမြှင့်ပြီးသွားပြီယခုတခါကြွရောက်လာကြတဲ့မိဘနှစ်ပါးအဖိုးအဖွားဦးလေးဒေါ်လေးညီကိုမောင်နှမဆွေမျိုးများအားလုံးတို့ရဲ့မွေးနေ့ရှင်တို့မွေးနေ့ဆုတောင်းလည်းပဲလိုအပ်ပြီအနောက်တိုင်းရင်ကြီးမှုထွန်းကားလာတဲ့အခါမှာမြို့တွေမကဘူးရွာတွေထိအောင်ပါမွေးနေ့ပွဲရောက်ပြီဆိုလို့ရှိရင်မွေးနေ့ကိတ်ကိုဝဲပြီးတော့ဖျောင်းနိုင်နေထွန်းဘေးကနေပြီးတော့လက်ခုပ်တီးတချင်းဆိုးပြီးတော့ဖျောင်းနိုင်မိမုတ်တာရှိတယ်မလားခုရွာဘက်တွေပါရှိရနော် Happy birthday to you ဆိုပြီးတော့လက်ခုပ်တီးပြီးတော့ဆိုတာလေအဲ့တော့တကယ်တော့အဲ့ဒါကတော့ဘုရားဘာသာအစင်လာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ကိုယ်နိုင်ငံရဲ့အစင်လာလည်းမဟုတ်ပါဘူးအနောက်တိုင်းရင်ကျင်းမှုလွှမ်းမိုးလာတာစီမျောလာတာဖြစ်ပါတယ်သို့တော့အဲ့ဒါဟာမကောင်းလားဆိုကောင်းပါတယ်မွေးနေ့မှာပျော်ရွှင်ပါစေပျော်ရွှင်ပွဲမွေးနေ့ဖြစ်ပါစေဒီလိုတော့ပျော်ရွှင်ပွဲမွေးနေ့ဖြစ်ပါစေမွေးနေ့မှာပျော်ရွှင်ပါစေဆုတောင်းပေးတာပါပဲကောင်းပါတယ်မကောင်းလားဆိုကောင်းတယ်အဲ့ဒီကောင်းတဲ့အစီအစဉ်တွေပိုကောင်းတဲ့မြန်မာရိုးရာဒလိထုံးတန်းစင်တာဘာသာတရားအဆုံးမလမ်းညွှန်မှုနဲ့ညီအခုကြွရောက်လာကြတဲ့ပြပများဆွေမျိုးများအားလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကသမီးကြီးမတ်ဇူလိုင်မို့အတွက်မွေးနေ့ဆုတောင်း Party wish လို့ခေါ်တာပေါ့နော် Party wish မွေးနေ့ဆုတောင်းအားလုံးဆုတောင်းပြရအောင်ကဲညီညာပြပြလိုက်ဆိုမယ်မွေးနေ့ဝေးရဲ့ကုသိုလ်ဆက်အသက်ရာကျော်ရှိပါစေမွေးနေ့မွေးရဲ့ကုသိုလ်ဆက်အသက်ရာကျော်ရှိပါစေနေ့ရက်တိုင်းမှာစိတ်ချမ်းသာဘုရားဆန္ဒပြပါစေနေ့ရက်တိုင်းမှာကိုယ်ချမ်းသာဘုရားဆန္ဒပြပါစေမိဘဘိုးဘွားဆွေမျိုးများအားထားရသူဖြစ်ပါစေဗုဒ္ဓမြတ်စွာဘ
သာသနာအားထားရသူဖြစ်ပါစေလက်ရှိကျမ်းမှာဒီယံကွာသာသနာပြုနိုင်ပါစေလက်ရှိကျမ်းမှာစိတ်ချမ်းသာလူရန်စန္ဒပြပါစေအလူရေးဆက်နေတိုင်းဆက်လက်နဲ့မဝါသူဖြစ်ပါစေမရှိဆုံးညာဤစကားမကြားရသူဖြစ်ပါစေကဲဆုံးဆုံးက Happy birthday to you အခုဆုတောင်းပေးတဲ့ဝိနည်းဆုတောင်းအောင်မဆိုင်တော့ဘူးလေပြည့်စုံတယ်မို့လားပြည့်စုံတဲ့သမီးရနာမဇူလိုင်မို့အတွက်ဝိနည်းရှင်အတွက်မိဘတွေကရောဆွေမျိုးတွေကရောအားလုံးသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းကဆုတောင်းပေးကြတာအဲ့ဒါဝိနည်းဆုတောင်းပြည့်စုံတဲ့ဝိနည်းဆုတောင်းဗျာနော်ဒီတဲ့ကြောင့်ဝိနည်းရှင်ကုသိုလ်ရှင်တွေဆုတောင်းပေးုံနဲ့တော့မလုံလောက်သေးဘူးတဲ့ဘာလို့ရအောင်မလဲအခုလို့ဆုတောင်းနေပြည့်ဖို့ဆိုရင်ဘာလို့ရအောင်မလဲဆိုလို့ရှိရင်ဘုံကဝိနည်းရှင်ဘုံကြီးတက်ရှိကျမ်းမှာချမ်းသာပေးရန်ဟောပြီးတော့အောင်မြင်မှုတွေရစေဖို့ရန်အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလမ်းညွှန်ခဲ့တဲ့အောင်မြင်စေကြောင်းဒီလံကောင်းဘုံကံကြီးကြောင်းဒီလံကောင်းဆိုတဲ့ဒီတရားလေးကိုဟောပြီးမယ်ဒါကြောင့်မလို့ဝိနည်းရှင်ကုသိုလ်ရှင်ကဆက်လက်ပြီးတော့မေတ္တာတွေခံယူပြီးတော့ပြီဆိုရင်ကိုယ်တိုင်လည်းဓာတ်တွေကိုလိုက်နာကျင့်သုံးရမယ်အဲ့ဒါမှမိမိရခြင်းနဲ့ကောင်းကျိုးချမ်းသာတွေရမှာတဲ့ဆုတောင်းတက်တဲ့တော့မရဘူးတဲ့ဆုပေးဖို့တက်တဲ့တော့မရဘူးတဲ့ကိုယ်တိုင်လည်းလိုက်နာရအောင်မယ်ဘာတွေလိုက်နာရမလဲဆိုလိုက်ဆိုမယ်မိဘနှဖျားယေရှုမှာတိရအောင်မြင်ကြမိဘနှဖျားယေရှုမှာတိရဘုန်းကြီးကြောင့်နံပါတ်1ကမိဘတွေအဖိုးဖွားတွေရဲ့ကျေးဇူးကိုသိရမယ်သမီးကြီးမှတ်ချူလိုက်ပေါ့။အော်အဖေတို့မေတို့ကငါ့ကိုဝိနည်းပွဲလုပ်ပေးတာအဖေတို့မေတို့ကျေးဇူးကြီးလိုက်တာ။ဟောဒါကြောင့်မလို့ငါကျေးဇူးဆက်တော်အပြင်အဖေတို့မေတို့ရဲ့စကားကိုနားထောင်မယ်။ငါအကြီးဆုံးလည်းဖြစ်တဲ့အတွက်ကြောင့်လို့မောင်လေးနဲ့ညီမလေးကိုပို့ပြီးတော့ကျူးဆိုင်မယ်။ဟောမှတ်ချူလိုက်ပေါ့နော်။အဲ့ဒါအမေဖေကိုကျေးဇူးဆက်တာပဲ။ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကလေးတွေကိုကိုအောက်ကငယ်လေးတွေကိုထိတ်ပေးရမယ်ကိုကမဆိုးရဘူးအဲ့ဒါကိုယေရှုဆက်တာပြောတာနော်အဲ့လိုယေရှုဆက်ပေးပြီဆိုလို့ရှိရင်ကိုယ့်အတွက်အန်တယ်လည်းကင်းတယ်နောက်ဆက်လည်းကင်းတယ်အောင်မြင်မှုတွေလည်းရမယ်ထူးချွန်ထွတ်မြတ်တဲ့သမီးရတနာလည်းဖြစ်မယ်နံပါတ်1လိုက်တာနော်အမေနဲ့အမေကိုကလန်ကစားမလုပ်ရဘူးအမေဖေးပြောစကားကိုနားထောင်ရမယ်နံပါတ်1မှတ်ခဲ့နော်ကဲနံပါတ်2လိုက်ဆိုအတ္တသိက္ခာကြည်သူမှာလူသေးတာကြီးပွားကြအတ္တသိက္ခာကြည်သူမှာလူသေးတာအောင်မြင်ကြအော်အဖေနဲ့အမေအဖိုးဖွားတယ်မကဘူးကို့မှာအတော်တွေဥလေးတွေရှိတာပေါ့အဲ့ဒီအတော်တွေဥလေးတွေပြောစကားကိုလည်းနားထောင်ရမယ်တဲ့သူတို့ကိုလည်းယူသေးရမယ်လေးစားရမယ်တဲ့ကိုနဲ့ကိုယ့်တဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်မှတည်းကိုယူသေးပါလေးစားပါတဲ့အဲ့ဒါလူချစ်လူခင်ပေါ်ခြင်းရဲ့အကြောင်းအောင်မြင်ခြင်းရဲ့အကြောင်းဘေးရန်ကင်းခြင်းရဲ့အကြောင်းတဲ့နံပါတ်1ရသွားရင်နော်နံပါတ်2မှတ်ခဲ့လိုက်ကိုယ့်တဲ့ကြီးတဲ့ပုဂ္ဂိုလ်ဆိုယူသေးပါလေးစားပါပိုက်ဆံမကုန်မနဲ့ရတယ်ကုသိုလ်ရတယ်လူချစ်လူခင်လည်းပေါ်တယ်ရိုင်းတိုင်းတဲ့ကလေးဆိုဘယ်သူမှမချစ်ဘူးအော်ရင်ကြီးကြီးချိုးချိုးတာတာတင်းတင်းမှုဟာဒီကလေးလိမ်မလိုက်တာအမေမေတို့ကတင်းတင်းကျဲဆုံးမလာတာပဲဘုံကြီးပါစေတက်ရှိပါစေအလုံးလုံးနဲ့မေတ္တာရတာနော်ကဲနံပါတ်3လိုက်ဆိုမယ်ဂုံတိုင်စကားရှောင်းပညာမတ္တជីဝကြဂုံတိုင်စကားရှောင်းပညာမတ္တအောင်မြင်ကြနံပါတ်3ကတော့တဲ့ဂုံမတိုက်ရအောင်လေဂုံတိုက်လေဆိုတာတဲ့နေတဲ့သူကိုမတိုက်အောင်မလုပ်ရဘူးတဲ့ညီညွတ်နေတာကိုမညီညွတ်အောင်မလုပ်ရဘူးတဲ့မဟုတ်တမ်းရာစကားတွေကိုဟိုဘက်ပြောဒီဘက်ပြောဟိုပြောဒီပြောဒီကလေးရွယ်ရတော့သူမပြောတတ်သေးပါဘူးတိုးတော့ဟိုဘဝတတတကလပတ်လို့တော့လိုက်နာတတ်အောင်ပြောပြတာသင်ပေးတာဟုတ်နော်ဒါကြောင့်မလို့နံပါတ်3ကတော့ဂုံတက်ရဘူးတဲ့နံပါတ်4ဆက်ဆိုကြည့်ရအောင်ဂျူတာစကားယောဆိုညာမတ္တជីဝကြ
Chuta Zaka Yosunya Mata Aumija Nabadega Zakabio Chuta Pioame no the meaning Chulambo Zakabio Chuta Pioame Hobla no Jan Yen said Mabioabu the youth the Pioame a bit solution level the Miga actually Yi Pioame Janet to the net solution level Jan said Mabioabu the youth the Lily Zaza Antonio Nidi or did the Jaja Viva Nabaga and then beat under Kukuranga and Line or Yi Chuju that are built to over the Mojara. Chen and Biology, Lumabion and Alexander Majaku, Koi Mabu and Queen John and Gangli, Eddie Alidiga, to a Chen and Bioi, Majaku, to Biam Balon Nilo, Biam Mabiota Ludi, Majaku, Dide, Automla, Dide, no, do never Chen and Biola be saying, go Dide, Mila Biawara, Dide, Biam Mabiota, Tajam Sulu de Vega, Lumabion and Alexander Majaku. Đại dòng lúa trên nhà nằm một dấu anh ấy nằm bên đi đua bị nằm băng ngang qua nhà mang can sơ ca yêu số nhà mata chỉ quan chia mang can sơ ca yêu số nhà mata ông mình cha nằm băng ngang rồi sơ ca với mang can biểu nhà bé để mình lấy nhau mình nhà giàu ở trong tình trạng tiền bạc bé Abina began to me, Apiga Lena Machapuno, Amiga never to me, Yana Machapuno, Moutau Yoda to me. Abia Commodable, Abia Commodable, low up, I have Malaysi name, Manyasi, lay that Yada de Popa, no yet I go to Shibu. I will never lady or Ave. No, the Halo Diva, lady that, any later than Popa. Eddie a lane Boma so that we don't tata with a lane Niana, a lane down the other with your water. Oh, the young low Eddie Lena Niana will get so that do your down or the continent down in the Yaula, they were so bad, but I'm also so bad. Cheta, Malina Manana, no. Lane Niana to the Horimaji, Umani Yame, you go to my heated, and you go about like you say, she the same, but Jano the way. Lane Yana Buya Dana Mada Buduan Jano Kababu Ludari de Madi, the Petrama Uzundo, Minu Kada Bukwa, Mahasidia, Payini, Eddie Bayi, but Mountain Ludari de Mimu Sabio, Mimu the Boa, Dube. Dubalo Mimu, Lane, Nyaro, Mauda de Shambio, and Mimu Dwana. I don't want to nick him and Lane, Nyaro, Mauda, Yodo, Mimu, Vigia, Abu Amo. No? Hold on, a lane ya keep it, no? And Musica level detail, Agudo Gida, the she, Lima body, no? Ada Balena Manane, low one Lamacane, oh, that window young Mambuno, no? Manini Edo, that window young Malina Manazine, and Lena Yana, so low one Commodone, the Lugano, Kaya Babi, Lassi. Hello. Number Nagado, Bogan Ji John, Luchim Bojan, and the King John Lansingado. Malene Manane, the Yudachi and Go, that the low sum goes to the way. No, Era Mayumana, Lenya Messer, I mean, to the Kamia Yoni, to the God, don't want to play. Yet you are a Mamura. No, the Jayam and the Jason Miaro, Doji, the Tatalo Duami, Losalo Miaro. Okay, now we go by yet, lots of Yabi, never chow doya, window mesa, say you ma, Yana Chiwanja, window mesa, say you ma, Yana Aminja, window restaurant, and Yoda, Manadura, or Kutata Manadura. Kumashida is a Mopiji, Makanjibu. Another will have a Papisile, the Midulamoa, or who are Jesus of Kajayo, Nilin and Yimali Dwe, or Kumashida to your opinion and midway, or Peter Kana, Dura Danago. Go be dancing there, Mane, Mia Data, we the Lichin Hayade, look at that. Elo Mia will move become with Sunday Mushida and Poku, Petomasi, Penia got a Luchin body. You look at no, Arabe,
အောင်မြင်တယ်ပေးကမ်းခြင်းစီအောင်မြင်ရ၏တဲ့မပေးခြင်းဘူးမကမ်းခြင်းဘူးဆိုရင်တော့မအောင်မြင်ဘူးသူများစီကမေတ္တာရကြတယ်ဆိုရင်ကိုယ်မေတ္တာအရင်ပေးရတယ်သူများစီကတော့မေတ္တာရခြင်းတယ်သူများရဲ့အကူအညီရခြင်းတယ်ဆိုကိုကအကူအညီမပေးဘဲနဲ့တော့မရဘူးလောကမှာလူမှုရေးတွေရှိတယ်လေသူတစ်ပါးရဲ့တာရေးနိုင်ကိုကမသွားဘူးဆိုရင်ကို့မှာရှိတဲ့တာရေးနိုင်နာဘူးကမမျောနဲ့လို့ပြောတာလေကိုကမဝတရားမကြည်တာဒီလိုပြောတာအဲ့ဒါလောကသဘာဝပဲတဲ့ကဲဒါဆိုရင်နံပါတ်6ပြီးသွားပြီနံပါတ်9ပြီးပါပြီအားလုံးလိုက်ဆိုရမယ်မိမိဒေါသထိတ်နိုင်မှမတ်ကြအောင်မြင်ကြမိမိဒေါသထိတ်နိုင်မှမတ်ကြကြီးပွားကြအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့အောင်မြင်ပြီးသားကြီးပွားပြီးသားများကိုဆက်လက်ပြီးတော့ပို့ဖို့အောင်မြင်နေဆိုရင်ဒေါသထိတ်ဒေါသမကြီးနဲ့ဒေါသဓမ္မအမှားများစွာတဲ့ဒေါသကြီးရင်မှားတယ်ဒေါသဖြစ်နေပြီဆိုရင်ပြောလာတဲ့စကားကချူချူတတလည်းမရှိဘူးရည်ကြီးကြီးလည်းမရှိဘူးအကုန်လုံးအမှားမှန်ရင်ပဲဒေါသခိုင်းတယ်အကုန်လုံးတော့တာပဲတခါတော့ကတတိတူရှိတယ်အဲ့ဒီတတိကတနေ့တော့နောက်ဆုံးပေါ် latest model နောက်ဆုံးပေါ်ကားတစ်စီးဝဲလာတယ်ကားစီရလည်းအကောင်စားစီရလည်းပဲတကယ်ကိုကြီးပေးရတယ်ကားလည်းအကောင်စားဒီနေ့ကပြောတဲ့0 ကီလိုတဲ့တခါမှမမောင်းရသေးဘူးပေါ့အဲ့ဒီကဝဲလာတယ်တဲ့အဲ့ဒီကဝဲလာပြီးတော့အိမ်ရောက်တဲ့ခါကျတော့ကားအသေးလေးဆိုတော့ကြည့်မဝပေါ့နော်ကြည့်မဝဖြစ်နေသူ့မှာမွေးတဲ့သမီးလေးတယောက်သမီးလေးကဒီတာတာပေါ့အခုသမီးလက်လောက်ရှိမှာပေါ့မဖြူတီငိမ့်တော့ရှိမယ်ပေါ့အဲ့တော့စာလေးတွေကလည်းဝါလုံးလေးတွေရေးခဲ့တဲ့ခါစားပေါ့အဲ့တော့ရေးတဲ့ခါစားစာလေးတွေတစ်လုံးစာအဖေမေတို့သင်ပေးထားတာဖေမေတို့သင်ပေးထားတာဆရာမသင်ပေးထားတာဆိုတော့ရေးတဲ့နည်းနည်းပါကလေးရေးတဲ့ခါကျတော့ရေးရအဲ့ဒါဆိုတော့ဖေးဖြစ်တဲ့သူကကားအသက်ဝလာဆိုတော့ကားလေးဟိုဘက်ရှောက်ကြည့်ဒီဘက်ရှောက်ကြည့်ကြည့်မွာအဲ့ဒါသမီးလေးကအဖေပြန်လာပြီဆိုတော့ကြာအဖေကိုလာချိုတာပေါ့ခိုင်းလို့ပဲဖေးဘာညာဆိုပေါ့ပြီးတော့အဲ့တော့ဖေးကသမီးဖြစ်တဲ့သူကိုအာမဆိုင်နိုင်ဘူးသူကသူပဲအာမဆိုင်အဲ့ဆိုတော့သမီးကဒီဘက်ကဖေးရောက်ဘက်ကနေကားထိုင်းကြည့်နေပေါ့နော်အိမ်ရောက်ထိုင်းနေတာသမီးကအဖေကသူနှုတ်ဆက်တဲ့ကကြတဲ့ဘက်ကနေပြီးတော့သူ့တင်းတဲ့စာလေးတွေပဲအောက်ကကြောက်ခရီးနဲ့ကောင်းကိုချစ်ရေးနေတာနော်ရေးနေတာအဖေကိုဖေကိုချစ်တယ်ဖေကိုချစ်တယ်စသည်အပြင်သူရေးမှာပေါ့ရေးတာအဲ့ဒါရေးနေမှာကြောက်ခက်နဲ့ချစ်နေကလေးကြီးအဲ့ဒါဖေလို့တဲ့သူကဟိုဘက်ဒီဘက်ကြည့်ဒီဘက်ရောက်လာတပိပဲရောက်လာတယ်ဟာသွားပြီငါကခုမှဝဲလာလားသွားပြီဆိုပြီးတော့ဒေါသကတခါနဲ့ပြန်ကနေထားဒေါသထွက်လာတဲ့အခါကျတော့ဒီကလေးလေးချစ်တာဟုတ်သမီးလေးတယောက်တည်းချစ်တာဟုတ်သို့တော့သူ့ဒေါသကသမီးတွေဘာညာလဲနားမယ်တော့အဲ့ဒါသူ့ကောက်ကိုချစ်ရမလားဆိုတော့အဲ့ဒီသမီးရဲ့လက်ကိုရိုက်တာနော်ရိုက်တာတွေ့တဲ့ဒုံလေးနဲ့ရိုက်တဲ့အခါကျတော့ရိုက်တော့ကတော့ခုပြောသလိုပုံမှန်ဆိုရင်ဒေါသမဖြစ်ခင်တော့ကိုယ်သမီးလေးပဲအဲ့လိုရိုက်ပါတော့အခုကျတော့ဒေါသဖြစ်နေတော့ကျဘယ်လောက်ရိုက်မှမသိဘူးဘယ်တစ်ချက်ရိုက်မှမသိဘူးအဲ့ဒီကလေးလက်ကိုညှိုးပုတ်သွားတာပဲတဲ့ညှိုးပုတ်သွားတဲ့အခါကျတော့မေဖြစ်တဲ့သူကကလေးကအောင်းကိုတော့အိမ်ထဲနေထွက်လာဘာဖြစ်တော့သမီးပြောတာသူ့ဖေရိုက်တာအဲ့တော့မေဆိုတော့ဗျာအဲ့မှာသမီးကိုပွေးဖဲပြီးတော့အဲ့ဒါသမီးနဲ့သူငိုတာပေါ့ငိုတော့ကျသမီးလည်းဒါငိုနောက်ဆုံးမနေနိုင်တော့စီးအောင်ကွာစေကံပြအဲ့ဒီကလေးသမီးလက်ကလေးဖြတ်လိုက်ရတယ်လေနော်လက်ကပုတ်သွားတာတဲ့နော်အဲ့ဒီခါကျမှယူကျုံမရဖြစ်တယ်အဖေဖြစ်တဲ့သူငါကြောင်ငါသမီးလေးဒီလိုဖြစ်ရတာဆိုပြီးတော့အဲ့ဒါစိတ်ကြီးဆိုးတော့ခေါင်းကြီးနန်းနေနဲ့တိုက်တာလေနော်နောက်ဆုံးဒီသမီးလေးအင်္ဂါခြေလက်ကမဆုံးတော့ဘူးလေလက်ဖြတ်လိုက်ရတာဆိုတော့အဲ့ဒီကလေးသမီးလေးကိုကြည့်ပြီးတော့နေတိုင်းနောင်တတွေရပြီးတော့ဒီစိတ်နဲ့ပဲအဲ့ဒီအဖေဖြစ်တဲ့သူကဆောက်သွားတယ်နော်ဒေါသကြောင့်တကယ်ဖြစ်ရမယ်ဇာလန်လေးကိုဖတ်ဖူးတာလေးပြောပြဒီဒါကြောင့်မလို့ဒေါသတမအမှားများတယ်ဒါကြောင့်မလို့
သမီးကြီးဖြစ်တဲ့မတ်ဂျူလိုင်ကိုဒေါသကြည့်အောင်နော်ဟုတ်ကဲ့လားဒေါသကြည့်လိုက်ကြည့်ဘူးနော်ကြည့်လိုက်ကြည့်တယ်မကြည့်အောင်နော်အဲ့ဒါညီလေးနဲ့ညီမလေးမောင်လေးနဲ့ညီမလေးကိုအလိုနိုင်ရမယ်နော်ဂျူလိုင်ကအကြီးဆုံးဆိုတာအလိုနိုင်ရမယ်သိခံရမယ်နော်အဲ့ဒါဆိုရင်လူကြည့်လူငယ်ပေါ်တယ်ဒေါသတမအမှားများဆိုတာအများကြီးပါပဲဒေါသနဲ့ပတ်သက်ပြီးတော့မှားတာတွေပြီးမှနောင်တရတာနောက်မှရတဲ့နောင်တဘာမှသုံးမရတော့တချို့ဆိုရင်ဒေါသကြောင့်မပြောတဲ့နာတွေပြောအမေမှမသိအဖေမှမသိဟောကြီးတဲ့သူမှမသိဒေါသအရာဒေါသကခိုင်တယ်ပြောလိုက်တဲ့ခါကျတော့အဲ့ဒီမှာပေကံပြတ်နေဖြစ်မောင်နှမတွေမခေါ်မပြောဖြစ်လင်မယားတွေကွဲကြကွာကြဟောပြတ်ကြအဲ့ဒီမှာပြဿနာတွေကုန်တက်တာဒေါသဖြစ်နေပြီဆိုမပြောတာအကောင်းဆုံးပဲဘာမှမပြောနဲ့ပြောလာတဲ့ဇာတ်ကအမှန်ကမဖြစ်နိုင်ဘူးအမှားယွင်းနေတယ်ပဲတော့မှန်အောင်တော့ချူချူတတမဖြစ်တော့တစ်ဖက်သူကကြားရတာစိတ်ချမ်းသာတော့နော်အဲ့ဒါပဲဒါကြောင့်မလို့မြတ်စွာဘုရားကဒေါသတိတဲ့ဒေါသောအထံနဇာနာတိတဲ့ဒေါသဟာကောင်းသလားဆိုသလားဆိုတာဘာမှမသိတော့ဘူးတဲ့ဒါကြောင့်မလို့မှားပြီးဆက်မှားတော့တာပဲတဲ့ကဲလောက်ဆိုရပါပြီဗျာနော်ဒါဆိုတော့သမီးဂျူလိုင်မို့ကဲမှတ်မိသေးလား9ချက်မှတ်မိသေးလားမှတ်ပြီးရင်သိမ့်မယ်နံပါတ်1ဘာလဲတော့မိဘကိုနော်ကျေးဇူးဆက်ရမယ်နံပါတ်2အတ္တတိတ်ကကံဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုယုံသိလေးစားရမယ်နံပါတ်3ဘာလဲတော့ဂုဏ်တိုက်စကားမပြောရဘူးနံပါတ်4စကားကိုချိုးချိုးသာပြောရမယ်နံပါတ်5ဘာလဲတော့မနာလိုတာတွေမရှိရဘူးမနှမျောရဘူးဟုတ်တယ်မလားနံပါတ်6စကားကိုမှန်မှန်ကန်ကန်ပြောရမယ်နံပါတ်9ခုမှပြီးတော့တာဒေါသဟုတ်ပြီလားနော်ဒေါသရပြီနော်အဲ့ဒါသမီးကျူလိုက်မို့ကဲဘုံဘုံကတော့ဟောပြီးသွားပြီဆိုတော့ကျတော့ငါမှာဘယ်နှချက်ပြည့်စုံတယ်ဒီအချက်ကလေးကတော့လိုသေးတဲ့အချက်ကိုပြည့်စင်မယ်ပြည့်စုံပြီးတာဟာထပ်ပြီးတော့ပြည့်စုံအောင်ကြိုးစားမယ်အဲ့ဒါဆိုရင်သမီးကျူလိုက်မို့ဘယ်တော့မှမစီရဲဘူးဘယ်တော့မှအန်တယ်မဖြစ်ဘူးလူချစ်လူကင်ပေါ်မယ်ဘုံကြည့်မယ်ပညာတတ်ကြီးဖြစ်မယ်ပြန်လဲပြီးတော့မိဘနဲ့ဘိုးဘွားတွေကိုကျေးဇူးဆက်နိုင်တဲ့သမီးရတနာဖြစ်မယ်ဟုတ်ပြီလားနော်ဒါဘုံပြောတာလေးကိုသိချင်မှတ်ထားပြီးတော့ကဲဘုံကံကြီးကြောင့်ဒီလံကောင်းအောင်မြင်စေကြောင့်ဒီလံကောင်းဆိုတော့ဒီတရားဒီမှာပဲပြီးဆုံးပါပြီဒါကြောင့်ဒီနေ့အားလုံးသောစွမ်းလူရှင်ကုသိုလ်ရှင်မိသားစုများပြည့်တဲ့ကိုမင်းခန့်မငင်းငင်းအေးသမီးမကျူလိုက်ဖို့မဖြိုးတီငိမ့်တာလာရနာမောင်ဆရာမင်းသက်မင်းခန့်ကုံစီပူဆောင်ရေးလုပ်ငန်းမိသားစုများနဲ့တကွာအားလုံးသောဉာဏ်ပရိသတ်များဆွေမျိုးများဤကုသိုလ်နဲ့ဆက်ဆက်တဲ့တော့အားလုံးသောကုသိုလ်ရှင်ပေါင်းတော်ကောင်းတို့သည်ဘေးရန်ခတ်သိကြောက်ကြခတ်သိဘူပခတ်သိဆွေခတ်သိတောကခတ်သိအန္တခတ်သိယောဂခတ်သိအနောက်ရှက်ခတ်သိကင်းရင်၍ကောင်းကျိုးလွင်ဆန္ဒမှန်သမျှအဝဝတော်နဲ့ပြည့်စုံကြတဲ့ရဲ့ကုသိုလ်ပြုနိုင်သာသနာပြုနိုင်မိဘဘိုးဘွားဆရာသမားများရဲ့ကျေးဇူးကိုပိုးရအထူးဆန်နိုင်သောသူတော်ကောင်းသူတော်မြတ်များဖြစ်ကြပါစေကုန်သတည်း